လုံးပဲမင်္ဂလာပါ KK Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ် ဒီနေ့မှာတော့အားလုံးတို့ပြုနေကြတဲ့ Basic Screen Recorder ကိုအသုံးပြုပြီးတော့ဘယ်လို Screen Recording တွေလုပ်ရမလဲဆိုတဲ့ဟာကို share လုပ်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ Basic Screen Recorder ကို Play Store မှာ download လိုက်ပါ download လိုက်ပြီဆိုတာနဲ့ခုလိုပုံလေးနဲ့ Basic Screen Recorder ကိုတွေ့ရမှာဖြစ်ပါတယ်ဖွင့်လိုက်ပြီဆိုတာနဲ့သူကဒီပေးလေးမှာကင်မရာပုံစံလေးပေါ်လာမှာဖြစ်ပါတယ်အဲ့ဒါလေးကိုထောက်လိုက်ပါပထမဆုံးတွေ့ရမှာကတော့ Screen Recording လုပ်တဲ့ကင်မရာလေးဖြစ်ပြီးတော့နောက်တစ်ခုကတော့4000ခွက်လေး4တုံးပါတယ် setting ဖြစ်ပါတယ်နောက်တစ်ခုကတော့2 box လေးဖြစ်ပြီးတော့နောက်တစ်ခုကတော့ live view နဲ့ဟာလေးဖြစ်ပါတယ်ကိုက record လုပ်တော့မယ်ဆိုတာနဲ့ဒီကင်မရာလေးကိုဖွင့်ပြီးတော့လုပ်လိုက်တာနဲ့ auto recording ဖြစ်နေပါပြီနောက်တစ်ခုကတော့ setting ဝင်ချင်ရမှာဖြစ်ပါတယ် setting ဝင်ချင်ဖို့အတွက်ဒီ4000တုံးလေးကိုနှိပ်လိုက်ပါပထမဆုံးတွေ့ရမှာကတော့ကို record လုပ်လိုက်တဲ့ video file တွေဖြစ်ပါတယ်နောက်တစ်ခုကကို screenshot လုပ်ထားတဲ့ screenshot တွေကိုဒီထဲမှာရှိနေမှာဖြစ်ပါတယ်နောက်တစ်ခုက tools တွေပါကိုက video editing လုပ်တာ photo editing လုပ်တာတခြား video တွေကို download လုပ်တာတွေကိုဒီထဲမှာလုပ်လို့ရပါတယ်နောက်တစ်ခုက setting recording တစ်ခုလုပ်ဖို့အတွက်ဆိုလို့ရှိရင် setting ချိန်ရပါမယ်ပထမဆုံးအနေနဲ့ resolution ကိုဒီမှာ920ဒါမှမဟုတ်လို့ရှိရင်1080ဒါလေးကိုထားလိုက်ပါ video quality မှာ auto recommend ကိုထားလိုက်ပါ frame rate ကိုလည်း auto recommend မှာထားလိုက်ပါပြီးရင် audio ကိုက audio ကိုမထည့်ချင်ဘူးဆိုလို့ရှိရင် mute လုပ်ထားလိုက်ပါဒါမှမဟုတ်လို့ရှိရင်ကို screen recording လုပ်တဲ့ချိန်မှာတခါတည်းပြောတဲ့အတန်တွေကိုထည့်ချင်တယ်ဆိုရင် microphone ကိုရွေးလိုက်ပါအခုတော့ microphone ကိုရွေးထားပါတယ်ပြီးတော့ဒီမှာ recording control ဆိုတဲ့နေရာမှာ high floating buffer during recording ဆိုတဲ့ဟာလေးကို on ထားလိုက်ပါပြီးတော့ဒီမှာ text and logo လေးကိုနှိပ်လိုက်ပါနှိပ်လိုက်ပြီးတော့ show tab ဆိုတဲ့ဟာလေးကို on ထားကြည့်လိုက်ပါon လိုက်ပြီဆိုတာနဲ့ဒီမှာ AZ Screen Recorder ဆိုတဲ့ tab ကြီးကပေါ်လာမှာဖြစ်ပါတယ်ကိုကမပေါ်ချင်ဘူးဆိုရင် off ထားလိုက်ပါဒါဆိုရင်တော့ပျောက်သွားမှာဖြစ်ပါတယ်နောက်တစ်ခုက countdown ဖြစ်ပါတယ်ကိုကဗီဒီယိုစမြိုက်ခင်မှာစက္ကန့်နဲ့ချိန်ထားခြင်းနဲ့ဆိုလို့ရှိရင်3 second 5 second ကိုထားလို့ရပါတယ်ဗီဒီယိုစရိုက်ပြီးဆိုတာနဲ့သူက countdown လုပ်ပေးသွားမှာဖြစ်ပါတယ်1 second 2 second 3 second ပြီးမှကိုကဗီဒီယိုကိုစရိုက်လို့ရပါပြီဒါမှမဟုတ်ရှင်ကိုက countdown မလုပ်ချင်ဘူးဆိုရင် no countdown ကိုထားလို့ရပါတယ်ဒီမှာတော့3 second ကိုထားလိုက်ပါမယ်2 box ကအခုနကပြောခဲ့တဲ့အဝိုင်းလေးဝိုင်းထဲမှာလည်း2 box ရှိပါတယ်ကိုက recording လုပ်နေတဲ့အချိန်မှာ screenshot ရေးလိုချင်တယ်ဆိုလို့ရှိရင် on ထားလိုက်ပါ screenshot ကိုမလိုချင်ဘူးဆိုရင် off ထားလိုက်ပါကင်မရာကိုကြတော့ကိုက screen recording လုပ်တဲ့အချိန်မှာကိုမျက်နှာကိုပြပြီးတော့ screen record လုပ်မယ်ဆိုလို့ရှိရင်ကင်မရာကို on လိုက်ပါဒီလိုမျိုးမဟုတ်ဘူး recording သက်ကင်မရာမဖွင့်ချင်ဘူးဆိုရင်လည်း off ထားလိုက်ပါနောက်တစ်ခုက brush လေးကို on လိုက်တာနဲ့ဒီဘေးလေးမှာဒီ brush လေးကိုပေါ်လာပြီးတော့သူကဒီလိုလေးနှိပ်လိုက်တာနဲ့ကိုပြောချင်တဲ့ဟာလေးတွေကို tip လုပ်လို့ရပါတယ်ဝိုင်းပြလို့လည်းရပါတယ်ကိုကဒါလေးတွေကိုပြန်ဖြတ်ချင်တယ်ဆိုရင်မြားလေးနဲ့ပတ်ပြန်ဆုပ်လိုက်ပါမလို့ဆိုလို့ရှိရင်စစ်ကလေးကိုနှိပ်ထားလိုက်ပါဘေးလေးမှာဒီလိုလေးပဲပေါ်နေမှာဖြစ်ပါတယ်ပြီးတော့ live stream ဒီမှာ Facebook နဲ့ YouTube မှာ live လုပ်လို့ရပါတယ်ဒီလိုမျိုးလေးစတင်ချိန်ပြီးသွားပြီဆိုရင်တော့ screen recording လုပ်ဖို့အတွက်ထိတ်ဆုံးကဗီဒီယိုပုံလေးကိုနှိပ်လိုက်ပါ3 2 1ဒါဆိုရင်ကိုက screen recording ကိုစလုပ်နေပြီဖြစ်ပါတယ်ဒီလိုလေး screen recording လုပ်နေရအောင်မြင်တွေ့ရမှာဖြစ်ပါတယ်ကိုကဒီ screen recording ကိုရပ်လိုက်ချင်တယ်ဆိုလို့ရှိရင် stop ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ရုံပါပဲဒါဆိုရင် screen recording က auto save ဖြစ်ပြီးသွားပါပြီဒီလိုမျိုး screen recording တွေကို AZ Screen Recorder အသုံးပြုပြီးတော့လုပ်လို့ရပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ် KK Channel မှာတင်သွင်းဗီဒီယိုများကိုသိရှိရန်အတွက်လည်း like and subscribe လုပ်ပေးသွားပါဦးရှင်အားလုံးကိုကျေးဇူးတင်ပါတယ်